taxi ရဲ့ Atlas mode မှာ wave 18ကိုအောင်မြင်စွာကြော်ဖြတ်နိုင်သွားပါပြီဒီလိုနဲ့ဂျားတဲ့က wave တွေက minion လေးထွက်လာလိုက်တာတယ်တွေလာလိုက်နဲ့ရိုးရိုးရှင်းရှင်းပါပဲ wave 24မှာ၄កောင်များဘော်ထွက်တယ်သူကကြတော့ကြပန်းထင်တယ်ဗျတခါတလေဘိန်းထွက်တယ်ကန်ဆိုလို့ရှိရင်တာမုစ်တို့ Alice တို့ကိုဒီ wave မှာမြင်ရမယ်ပုံမှန်ကတော့ Fasa နဲ့ဘိန်းပါပဲဒီ Fasa ကကြတော့ခေါင်းတိုးဝင်ပြီးတဲ့တယောက်ပါလို့ရှိရင်ရှင်းရတာမခက်ဘူးဗျဒီလိုနဲ့ wave 30မှာတော့ Alice ကြီးထွက်လာပါတယ်ဘလို့တက်တက်မတင်နိုင်ဘူးထင်ရလောက်အောင်မာတဲ့အပြင်အနာကလို့ရှိရင်သွေးရလည်းပြန်တက်သွားပါတယ်ဘလို့ဖြည့်ရှင်းရလဲဆိုတော့အဲ့ဒီ Alice ကြီးသွေးမတက်အောင်ခက်ခွာခွာနေပဲအမှန်နဲ့မေကိုအားပြုပြီးတော့ကစားရတယ်ဒါက Alice ကိုဖြည့်ရှင်းတဲ့နီးပါ wave 36မှာတော့ Alice ပဲထပ်ထွက်လာပါတယ်ဒီတစ်ခါ Masman နဲ့ Mate ကအရင်ကြွသွားတယ်ကိုကအနာကရင်လဲ Alice ကသွေးတက်အောင်မှာဆိုတော့ထုံးစံတိုင်းရှုံးတယ်ပေါ့ဗျာကျွန်တော်ရဲ့ Taxi Atlas mode ကတော့ wave 38မှာတင်ဂိတ်ဆုံးပါတယ်တကယ်ချင်းတော့ wave ဘယ်လောက်ထိအများဆုံးရောက်လဲဆိုတာကိုမမကြွားခဲ့ကြပါအောင်ဗျ